ဒီနေ့ City Mall ကိုရောက်တော့ဘာတွေ့ခဲ့လဲဆိုတော့ City Mall ရဲ့နှက်လွှာမှာဂါချာဆက်လေးတွေရောက်နေတာတွေ့တယ်ကျွန်တော်ပဲအရင်တော့ကတည်းကသတိမထားမိတာလားအခုမှအသိရောက်နေရလားမပြောတတ်ဘူးဒီကောင်လေးတွေကကျွန်တော်ယူရီးယားမှာဆိုလို့ရှိရင်တစ်ခါဆော့ရင်ဗတ်တရာပေါ့နော်ဟိုတစ်လုံးထွက်တယ်အဲ့ဘောလုံးလေးတစ်လုံးထဲမှာဆိုရင်ဒီထဲမှာပြထားတဲ့အယုတ်တွေကတရုပ်ပါမယ်ပေါ့ဒီမှာဆိုကြည့်ကြည့်ဗျာ तू ပြထားတဲ့အယုတ်တွေက quality အနေနဲ့တော်တော်မစိုးဘူးပြောလို့ရတယ်ဒါ City Mall ရဲ့ဒုတိယထပ်မှာပေါ့နော်ဟိုသူ့ရဲ့အရှိမဆိုရင် Lotteria ရှိရဗျာဆိုတော့ Lotteria အရှိမရှိတဲ့ဂါချာဆက်လေးတွေဒီကောင်ဆိုလို့ရှိရင်တော့ဒါဟိုပါပေါ့ကျွန်တော်တို့ဟို Disney Princess အယုတ်ကလေးတွေဗျာဟိုကောက်လို့ရတယ်ဟို Lego လို style မျိုးလေးထင်ပါတယ်အဲ့ကောင်ဆိုဘယ်လောက်လဲကျွန်တော်အခုအောက်မှာတွေ့တာဒီကောင်6ကွိုင်ပဲဗျာ6000ပဲကြာမယ်တရုတ်ကိုပြီးဒီကောင်ဆိုရင် Luffy Gear Fight တွေဗျာ Luffy Gear Fight တွေကဈေးကြီးရယ်စုတဲ့လူတွေဆိုသိရဗျာအဲ့တော့ဒီကောင်16ကွိုင်ဆိုလို့ရှိရင်16000ပဲကြာမယ်တရုတ်ကိုဒါကတော့ရိုးရိုး sticker ပေါ့နော်အဲ့ sticker ထဲမှာကျွန်တော်ဒီမှာ One Piece sticker တွေလည်းတွေ့တယ် Hello Kitty တွေလည်းတွေ့တယ်ရွှေရှောင်းတွေပေါ့ဒီကောင်ကတော့5ကွိုင်မတန်ဘူးကျွန်တော်ဆိုမဆွဲဘူးဗျာအဲ့ကောင် Okay Jujutsu Kaisen ရုပ်တွေအဲ့ခေါင်းကြီးကိုသေးလေးတွေလှတယ်ဗျာကောင်းကောင်းစုလို့ကောင်းတယ်ဥမာစုမယ်ဆိုလို့ရှိရင်ဒီကောင်ဈေးရောဘယ်လောက်ရှိမလဲဆိုတော့အောက်မှာသူပြထားတာ16ကွိုင်ဆိုတော့ဒီကောင်16000ပေါ့တစ်ခါဆွဲလို့ရှိရင် Okay အတန်ဆုံးကတော့ဒီ Digimon ပဲ Digimon နဲ့ပုံမှန်ဆိုတော့ဈေးကြီးရဗျာဒီ Digimon ကိုအခုဒီကောင်ဘယ်လောက်ကျလဲဆိုတော့တစ်ခါဆော့ရင်73ကွိုင်ဆိုတော့13000ပဲကျတယ်ဆိုတော့တော်တော်ကြီးတန်တယ်ဗျာဟိုကျွန်တော်တရက်တော့သွားပြီးခဏသွားဆော့ပါအောင်မယ်ဒီမှာလဲဒီမှာဈေးရေးပေးထားတယ်သူတစ်ကွိုင်ကို1000ကျတယ်ဆိုပြီးပေါ့နော်အဲ့တော့ City Mall ရောက်နေတယ်ဘာညာဆိုလို့ရှိရင်သွားပြီး try ကြည့်တဲ့နဲ့ဟိုအပျော်ပေါ့နော်တစ်ခုနှစ်ခုလောက်ဆော့တာ1000 2000လောက်ကပျော်ဖို့ကောင်းလိမ့်မယ်ပြီးတော့အယုတ်ကလေးတွေလည်းမစိုးဘူး quality ကောင်းတယ်